နဲ့လုံးဝမတူတဲ့သမိုင်းပြီးတော့မှအင်းနောက်ကနေဆင်းသက်လာတဲ့အခါမှာနောအေးလက်ထက်ရောက်လာတဲ့အခါမှာနောအေးကဘုရားရဲ့စိတ်တော်နဲ့တွေ့တဲ့သူတဲ့သူရဲ့အထုပ္ပတ္တိကိုကျွန်တော်ကြည့်တဲ့အခါမှာနောအေးရဲ့အထုပ္ပတ္တိဟူကတဲ့နောအေးဒီဖြောင့်မတော်သူမိမိအမျိုး၌စုံလင်တော်သူဘုရားခင်နဲ့အတူသွားလာတယ်ဆိုမှတ်တမ်းကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုသူ့ရဲ့ဘိုးဘေးအင်းနောက်ကနေဘုရားခင်နဲ့အတူသွားလာတဲ့အခါမှာသူ့ကနေဆင်းသက်လာတဲ့နောအေးအင်းနောက်ကနေဆင်းသက်လာတဲ့နောအေးကအင်းနောက်ကဘုရားခင်နဲ့အတူသွားလာတယ်နောအေးကြတော့လေဘုရားခင်နဲ့အတူသွားလာတယ်ဆိုသမိုင်းအဲ့ဒါမျိုးကဆက်လာတယ်ဆိုတော့ဒီမျိုးဆက်လို့ပြောလာတဲ့အခါမှာနည်းနည်းလေးတတိထားရတဲ့အရာတစ်ခုနော်ဝေမျှတော့မှဆုံးသတ်တယ်ဥပမာနောအေးမှာသားပဲလျောက်ရှိတယ်3ယောက်ဘာတူလဲရှေမဟာမယာဖက်နောအေးကဘုရားရဲ့စိတ်တော်နဲ့တွေ့တယ်ဖြောင့်မတဲ့သူမိမိမျိုးနဲ့စုံလင်သောသူဘုရားခင်နဲ့သွားလာသောသူဒါပေမဲ့သူဆက်သက်လာတဲ့ရှေမဟာမယာဖက်ကိုကျွန်တော်ကြည့်တဲ့အခါမှာမျိုးဆက်ကဒီမျိုးဆက်သွားတယ်နည်းနည်းလေးပြောပြချင်တယ်ကဘာဦးချမ်းအခန်းကြီး30ကိုကျွန်တော်ကြည့်တဲ့အခါမှာနောအေးရဲ့သား3ယောက်ထဲမှာဟာမဆိုတဲ့သားကသားဘယ်နှယောက်ထုံးကားလာတယ်လဲဆိုရင်4ယောက်ကဘာဦးချမ်းအခန်း30ငယ်6မှာဟာမသားကကုရှမိဇရေဖုတခနန်တဲ့ဒီမှာတက်တာထူလာပြီးဟာမမှာသား4ယောက်ထပ်ထုံးကားလာတယ်ဒါဆိုရင်ဟာမရဲ့အဖေကဘာလို့လဲနော်အေးဟာမရဲ့သားမှာ4ယောက်ထပ်ထုံးကားလာတယ်ဒါဆိုရင် generation ဘယ်နှခုရောက်သွားပြီလဲ30မြောက်သား4ယောက်အဲ့ဒီသား4ယောက်ထဲမှာ Mizraim ဆိုတဲ့နာမည်ကိုနည်းနည်းလေးမှတ်ထားလို့ရတယ်ဘယ်နာမည်မှတ်ထားမလဲ Mizraim မှာသား9ယောက်ထားပြမှာထုံးကားလာတယ်အငယ်73မှာနည်းနည်းလေးထူပေးစေချင်တယ်အငယ်73ကျွန်တော်ဖတ်စေချင်တယ်Mizraim သားကလုတေအာနမေလဟာဘေနတုဟေကာသလုဟေကတ်တော်ရေကာသလုဟေပြီးတော့ဘာလဲဆိုတော့အမှကြော်ဖတ်ပြမယ်နော်Mizraim သားကလုတေပြီးတော့အာနမေလဟာဘေနတုဟေပါသရုသေကာသလုဟေကတ်တော်ရေဘယ်ရောက်လဲခொနဆောင်ထောင်လာတော့မှမထွက်လာဘူးခொနယောက်အဲ့ဒီခொနယောက်ကနောအေးရဲ့ဘယ်လိုဆက်မြောက်ဟာမကဒုတိယမျိုးဆက်ခုနကကုရှာမိစရေဒုတခန္ဓာကတတိယမျိုးဆက် that generation အခုက40မြောက်မှာကျတော့သား9ယောက်ချုံကားလာတယ်နော်လူတေအာနမိန်လဟာမိန်နတုဟေပါတုသေကာတုဟေကတ်တော်ရေ40မြောက်အဲ့ဒီ40မြောက်ပြီးတဲ့နောက်ပိုင်းမှာကာသလုဟေကဘုသူ့ကိုထပ်ပေါက်ဖွာလာတယ်ဆိုကာသလုဟေမျိုးတွေကဖိလိတိဟုတ်ပြီနော်ကဲဒီကနားနော်ဆုံးသပြီဖိလိတိကဂေါလျကြားဘူးလားဂေါလျကဘယ်အမျိုးတွေကပေါက်ဖွာလာလဲဖိလိတိဒါဆိုရင်ဖိလိတိရဲ့ဖေရဘူးလေကာသလုဟေရဲ့ဖေရဘူးလေ
သူလဲမိသရေရဲ့ဖေရောက်သူလဲဟာမရဲ့ဖေရောက်သူလဲနောအေဒါဆိုရင်နောအေရဲ့ဒုတိယမျိုးဆက်ကဟာမရဲ့တတိယမျိုးဆက်ကမိသရေရဲ့တတိယမျိုးဆက်ကကာဘလူဟေမျိုးဆက်ကဖိလိတိကဖေရလုံးဝမသိတဲ့နေဖေရကိုစိုက်ကျင်တဲ့မျိုးဖြစ်သွားတယ်အခုမျိုးဆက်တိတ်ကိုကျွန်တော်ပြောနေတာနော်ဒါဆိုရင်မြတ်စွာဘုရားဖခင်ရဲ့စိတ်တော်နဲ့တွေ့ယုံကြည်ခြင်းမရှိရင်ဘုရားရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးဒါဆိုရင်ဘုရားရဲ့စိတ်တော်နဲ့တွေ့ခြင်းကယုံကြည်ခြင်းရှိရဲ့နောအေးဘုရားခင်နဲ့သူသွားလာတဲ့နောအေးဒါပေမဲ့သူ့ရဲ့မျိုးဆက်ကိုကျွန်တော်ကြည့်တဲ့အခါမှာ90မြောက်တဲ့မျိုးဆက်ရောက်လာတဲ့အခါမှာဘုရားကိုလုံးဝမပြီးတော့ဒါဆိုဒီနေ့ဝိညာဉ်မျိုးဆက်တစ်တယ်ဘုရားရောက်တဲ့စကားပြောပါစေဘယ်နည်းရှိလဲ၄နှစ်ပဲရှိတယ်တချို့တွေပျောက်သွားလားတချို့တွေပျောက်သွားလားရှိသေးလားမျိုးတော်မဆက်သေးဘူးပျောက်သွားပြီပျောက်တယ်ဆိုတာတော့လေအကြောင်းမျိုးရှိနိုင်တယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်မိမောင်းထိုးပြခြင်းနဲ့ထားထုကပါလို့ဆိုဖျားနဲ့အသက်ရှင်တဲ့မျိုးဖျားရဲ့စိတ်တော်နဲ့တွေ့တဲ့မျိုးဆက်ကဘာလို့90ပြောက်ပါလောကဖျားမပြီးတော့ဖျားကိုဆန့်ကျင်တဲ့မျိုးဘာဖြစ်လို့ဖြစ်သွားတာဒီနေ့ကျွန်တော်ရောက်ဆံတက်တာလည်းပါသင်္ကာဖမှမျိုးဆက်ဖြစ်နိုင်တယ်နော်အခုက၄နှစ်မြောက်တချို့တွေပြောင်းလဲလာကစားလူဖြစ်တဲ့ကဖမှမျိုးဖြစ်နိုင်တယ်နော်ဖမှမျိုးဆက်ကိုယ့်ရဲ့နောက်မျိုးဆက်ဘာမျိုးဖြစ်လာမလဲမျိုးဆက်မလားဘာမျိုးဆက်ပါလဲဘုရားရောက်တဲ့စကားပြောပါစေဒုတိယမျိုးနဲ့ပြုတ်သွားမှာလားဒါမှမဟုတ်နောက်တစ်မျိုးဆက်ထပ်ပြုတ်မှာလားနောက်စလုံးတာမျိုးဆက်အခုကတော့ချောင်းကူတို့ဘာလို့လည်းဥဆောင်တဲ့သူရှိနေတယ်လေဥဆောင်တဲ့သူလည်းချိုးပြောက်သွားတယ်နောက်ဘယ်သူလက်ဆက်ကမ်းလဲဒီဝိညာဉ်မျိုးဟယ်လိုကိုယ်တိုင်ကမရေရမသိချာဂဂနနာလည်းမသိဒါဆိုကိုယ့်ရဲ့မျိုးဆက်ဆက်သွားတဲ့အခါဘယ်လိုဖြစ်သွားမလဲအရောက်ဒီတိုင်းဘုရားရှင်စကားပြောပါစေ generation ကအမတန်အရေးကြီးတယ်ဝိညာဉ်မျိုးဆက်တဲ့တော့မျိုးဆက်ကဆက်သွားတဲ့အခါတိုင်းမှာဖျားကိုသိတဲ့အမျိုးမဟုတ်ရင်နောက်မျိုးဆက်အမတန်ဝန်နေစရာဖြစ်သွားနိုင်တယ်အဲ့တော့တင်တို့ရဲ့ဝိညာဉ်မျိုးဆက်တွေအားလုံးကအစင်ဆက်ခုနကဆရာပြကြတော့ယူပါယူပေးသွားတယ်လေနော်ဘာယူပါယူပေးသွားလဲဒီထက်မကအဲ့တော့ကျွန်တော်ပြောပြမယ်ဒီတိုင်းနေလိုက်အေးလိုက်စားလိုက်တဲ့မျိုးမဆက်နဲ့တော့လောက်ဆရာရှိတာသင်ယူဆရာရှိတာသင်တန်းတက်ဆရာရှိတာနှုတ်ကပတ်တော်ခံယူဆရာရှိတာဒီနေ့ခံယူစေခြင်းနဲ့အဲ့ဒါမှသင်ရဲ့မျိုးကဆက်သွားတဲ့အခါဘယ်လိုဖြစ်လဲနှုတ်ပေါ်ရင်လေ20 30 40နောက်10နှစ်ဝိညာဉ်မျိုးဆက်ဆက်ရှိဦးမှာမသိဘူးဒီလိုဆိုနေနိုင်သက်ဆိုင်နောက်10ဆက်နောက်10ဆက်သူတို့ရှိရင်လည်းရှိရင်မရှိလည်းမရှိတော့ဒါပေမဲ့မျိုးကဝိညာဉ်မျိုးဖြစ်ရင်ဆက်သွားမှာပဲဟုတ်နော်ဝိညာဉ်မျိုးကမမှန်ရင်ဘယ်လိုဖြစ်မလဲမသိနော်မသိဘုရားဒီလက်ပြန်ဟမလားနိုင်ငံခြားထွက်မလားလောကကြီးရဲ့ထွက်ခွာသွားမလားကျွန်တော်မသိဒါပေမဲ့ကျွန်တော်ဆက်လက်တော့မျိုးဆက်
ချက်တဲ့အရာတွေအားလုံးကအသက်ရှင်တော့မျိုးဆက်တစ်တွေနော်အသက်ရှိတော့ဝိညာဉ်ဆိုတာအသက်ရှိတယ်နော်ဝိညာဉ်ဆိုတာမျိုးကောင်းတဲ့အရာဖြစ်တယ်အဲ့ဒီဆက်တဲ့မျိုးဆက်တွေအားလုံးကသာ၍ဒိုးဝါခြင်းအောင်မြင်ခြင်းပြည့်စုံခြင်းတို့တက်လာမှုရန်အတွက်ဒီလိုကဘတ်တော်အပြင်လို့ဆိုချင်တာဖြစ်တယ်။ရောက်စတဲ့ဒီကဘတ်တော်အပြင်ရောက်ရှင်စကားပြောပါစေ